MMU ပလက်ဖောင်းမှာလေ့လာနေတဲ့သင်တန်းသူသင်တန်းသားများအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။ဒီသင်တန်းလေးကတော့လျှက်စစ်ကိုစိတ်ဝင်စားတဲ့သူများအတွက်လျှက်စစ်နဲ့ပတ်သက်တဲ့သင်ခန်းစာများကိုအခြေခံအဆင့်ကနေစတင်သင်ကြားပေးထားတဲ့သင်တန်းလေးပဲဖြစ်ပါတယ်ရှင်။ဒီသင်တန်းမှာစုစုပေါင်းမော်ဂျူး12ခုပါဝင်ပါတယ်။မော်ဂျူးတစ်ခုစီကိုလေ့လာဖို့အတွက်ကြာချိန်တစ်နာရီခန့်ကြာမြင့်မှာဖြစ်ပြီးသင်တန်းတစ်ခုလုံးကိုပြီးမြောက်ဖို့အတွက်ဆိုရင်တော့စုစုပေါင်းကြာချိန်12နာရီခန့်ကြာမြင့်မှာဖြစ်ပါတယ်။မော်ဂျူးတစ်ခုစီတိုင်းမှာစာသားဖြင့်ရှင်းလင်းချက်များ animated video သင်ခန်းစာများလက်တွေ့သရုပ်ပြသင်ကြားထားသောဗီဒီယိုများတက်မြောက်မှုစစ်ဆေးရန်အတွက်မေးခွန်းများပါဝင်မှာဖြစ်ပါတယ်။သင်တန်းမှာပါဝင်တဲ့မော်ဂျူး12ခုကတော့မော်ဂျူး1လျှက်စစ်ဓာတ်အားထုတ်လုပ်ခြင်းလျှက်စစ်ဓာတ်အားပို့လွှတ်ခြင်းလျှက်စစ်ဓာတ်အားဖြန့်ဝေခြင်းမော်ဂျူး2အခြေခံလျှက်စစ်သဘောတရားနှင့်အယူအဆများမော်ဂျူး3အုံဤနိယာမနှင့်လျှက်စစ်စွမ်းအင်ယူနစ်များမော်ဂျူး4လျှက်စစ်လုပ်ငန်းသုံးလက်သုံးကိရိယာနှင့်ပစ္စည်းများမော်ဂျူး5လျှက်စစ်နှင့်ဆက်စပ်သောအီလက်ထရောနစ်ပစ္စည်းများမော်ဂျူး6တန်းဆက်ပြိုင်ဆက်ပတ်လမ်းများမော်ဂျူး7လျှက်စစ်ဝါယာသွယ်တန်းခြင်းနှင့်ပတ်သက်သောအခြေခံနည်းလမ်းများမော်ဂျူး8မီးခလုတ်များနှင့်လျှက်စစ်ကာကွယ်ရေးကိရိယာများမော်ဂျူး9အိမ်သုံးလျှက်ကြိုသွယ်တန်းပတ်လမ်းများမော်ဂျူး10လျှက်စစ်အနေရလုံခြုံရေးမော်ဂျူး11အိမ်တစ်လုံးတွင်လျှက်စစ်သွယ်တန်းခြင်းမော်ဂျူး12အဖြစ်များသောလျှက်စစ်ဆိုင်ရာပြစ်ချက်ရှာဖွေခြင်းနှင့်ပြုပြင်ခြင်းတွေပဲဖြစ်ပါတယ်ရှင်။သင်တန်းသူသင်တန်းသားများအနေနဲ့မော်ဂျူး12ခုလုံးကိုလေ့လာပြီးသွားတဲ့အခါလျှက်စစ်နဲ့ပတ်သက်တဲ့အခြေခံသဘောတရားများအရေးကြီးသော concept များလျှက်စစ်ဝါယာရိန်းသွယ်တန်းပုံများ tools များအသုံးပြုပုံနှင့်လျှက်စစ်အနေရကာကွယ်ရေးဆိုင်ရာအသိပညာများကိုပါသိရှိတတ်မြောက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်သင်တန်းသူသင်တန်းသားများအတွက်အကျိုးကျေးဇူးများစွာရရှိစေမယ့်သင်တန်းလေးတစ်ခုပဲဖြစ်ပါတယ်ရှင်။